မိတ်ဆွေတို့မှာဂျင်ကိုတစ်ပတ်9ရက်တစ်ခါသွားရင်2နာရီလောက်ပေးနိုင်တဲ့အချိန်ရှိလားရုံးစင်းအိမ်ပြန်ကားလမ်းပိတ်တာနဲ့စိတ်ကုန်နေပြီမလားလူတော်တော်များများဝိတ်ကြခြင်းအစီကြခြင်းဂျင်မှာတစ်နေ့2နာရီလောက်အချိန်3နိုင်မှရမယ်လို့ထင်နေကြတယ်အဲ့လိုမလုံနိုင်တဲ့အခါငါတော့ဒီတစ်သက်အစီကြတော့မှမဟုတ်ဘူးဆိုပြီးတော့လက်လျှော့သွားကြပြန်ရောတကယ်တော့အစီကြဖို့အတွက်ဂျင်မှာနိုင်ပေါင်းများစွာသွားနေဖို့မလိုပါဘူးမိတ်ဆွေတို့ရဲ့တစ်နေ့တာ24နာရီတည်းကမိနစ်30လောက်ပဲသုံးပြီးတော့ဂျင်သွားတာထက်ပိုထိရောက်တဲ့အစီချနည်းကိုဒီဗီဒီယိုမှာပြောပြမယ်ကျွန်တော်စီတူလင်မှာကိုယ်တိုင်ပေါင်200ကျော်ရုံးဝန်ထမ်းဘဝကနေလက်ရှိပေါင်150ဝန်းကျင်မှာကျန်းကျန်းမာမာကြစ်ကြစ်လေးလေးနဲ့ body ကို maintain လုပ်ထားလျက်ရှိတဲ့အပြင် certified personal trainer fitness nutrition specialist fat loss specialist ဆိုတဲ့အတိအမှတ်ပြုလက်မှတ်တွေကို MFDA ကနေရယူထားတဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်ပထမဆုံးသိထားမှာကကျွန်တော်တို့အစီလောင်ကျွမ်းတဲ့ဖြစ်စဉ်ဆိုတာဒီလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်လေးမှာပဲဖြစ်တာမဟုတ်ပါဘူး NEAT non-exercise activity thermogenesis လို့ခေါ်တဲ့လေ့ကျင့်ခန်းမဟုတ်တဲ့ပြင်ပသွားလာလှုပ်ရှားမှုတွေကကျွန်တော်တို့ကိုအစီပူလောင်ကျွမ်းစေတာပါ။ဂျင်မှာတနာရီလောက်ဒီလမ်းလျှောက်ဆက်ပေါ်မှာဖုန်းကြီးပုတ်ပြီးတော့လမ်းသွားရှောက်နေမဲ့အစားဖုန်းပြောတဲ့အခါမတ်တရက်ပြီးပြောပါတက်လီကာအစားလှေကားကိုသုံးပါကားတွေစိုင်ကယ်တွေကိုခက်လှမ်းမှာရက်ပြီးတော့လမ်းလျှောက်ပါဒီလိုသေးငယ်တဲ့လှုပ်ရှားမှုလေးတွေကိုတစ်နေ့လုံးစာပေါင်းလိုက်တဲ့အခါဂျင်မှာသွားပြီးတနာရီလောက်လမ်းလျှောက်တဲ့ထိုက်ပို့ပြီးတော့ထိရောက်ပါတယ်။ရောင်းရင်းတို့အတွက်အချိန်သီးသန့်ထပ်ပေးစရာမလိုတဲ့အစီချနည်းပါဒုတိယအချက်အနေနဲ့က quality over quantity ပါဂျင်မှာ2နာရီလောက်ဒီတငယ်ချင်းတွေနဲ့စကားပြောလိုက်ဖုန်းပို့လိုက်အေးလာလာလှုပ်လိုက်နဲ့အချိန်သွားသုံးနေမယ်အစားအိမ်မှာပဲမိနစ်30လောက်ကိုတေချာအာရုံစိုက်ပြီးကစားလိုက်တာအပူထိရောက်ပါတယ်ကျွန်တော်အမြဲပြောနေတဲ့ home based strength training ပုံစံမျိုးပေါ့အိမ်မှာပဲ dumbbell လေးတစ်စုံနဲ့ပဲဖြစ်ဖြစ် dumbbell မရှိဘူးဆိုရင်လည်းကိုယ်ခန္ဓာကိုယ်အလေးဝင်ကိုသုံးပြီးတော့ကစားရုံနဲ့ကစားပြီးသွားတဲ့အချိန်မှာတော့ခန္ဓာကိုယ်ကအစီတွေကိုဆက်ပြီးတော့လောင်ကျွမ်းနေမှာပါဒီနေ့မိနစ်30ပဲဂျင်သွားဖို့ထုတ်ပြင်တာတွေကားလမ်းပိတ်တာတွေမရှိတော့ဘူးကိုယ့်ရဲ့ဧကန်းထဲမှာတင်အလုပ်ဖြစ်နေပြီပြီးတော့ကျွန်တော်တခုပြောပြမယ်ဂျင်မှာနိုင်ပေါင်းများစွာသွားကစားနေပေမဲ့ဘိုက်ခောက်မကြတဲ့သူတွေအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့သူတို့ကအများကြီးကစားထားတာပဲအများကြီးပြန်စားလို့ရတယ်ဆိုတော့လွဲမားတဲ့အတွေးတစ်ခုရှိနေလို့ပါမိတ်ဆွေတို့ကိုဝိတ်ကြစေတာကဂျင်ကကစားတဲ့အချိန်တွေမဟုတ်ပါဘူး calorie deficit ကမှမိတ်ဆွေတို့ကိုဝိတ်ကြစေတာပါအလုပ်ရမ်းများတဲ့မိတ်ဆွေတို့အတွက်အချိန်2နာရီလောက်ပေးပြီးဂျင်သွားမယ့်အစားအချိန်မိနစ်30လောက်ပဲသုံးပြီးတော့ကိုစားမဲ့အစားအသောက်တွေကိုစနစ်တကျရွေးချယ်လိုက်တာကအစီကျဖို့အတွက်10ဆလောက်ပုံမြန်စေတဲ့နည်းလမ်းတစ်ခုပါအလောက်ကတစ်ဖက်မိသားစုကတစ်ဖက်နဲ့မိတ်ဆွေတို့အရန်ပင်ပန်းနေမယ်ဆိုတော့ကျွန်တော်သိတယ်နားလဲတယ်ဂျင်သွားဖို့အချိန်မရှိတာလည်းအပြစ်တစ်ခုမဟုတ်ဘူးဒါပေမဲ့အချိန်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့တော့ကိုကျမ်းမာရေးကိုလိလူမရှုထားပါနဲ့ကိုမှရှိတဲ့အချိန်လေးနည်းနည်းလေးတွေကနေတေချာစနစ်တကျသုံးပြီးအစီချလို့ရပါတယ်မိတ်ဆွေတို့ကျွန်တော်တို့လို busy professional တွေအတွက်ကစနစ်ကပိုအရေးကြီးတာပါဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လုပ်ပြီးတော့ဂျင်သွားဖို့အချိန်မရှိလို့စိတ်ညစ်နေတဲ့တငယ်ချင်းတွေစီ share ပေးလိုက်ပါအောင်ပြီးရင် share ထားတဲ့ screenshot ကို page messenger မှာပြပြီးတော့ဂျင်သွားဖို့မလိုပဲအိမ်မှာတင်ထိထိရောက်ကစားနိုင်မဲ့4ရက်စာ home based body weight training program ကိုအခမဲ့ရယူလိုက်ပါအားလုံးပဲအချိန်ကုန်သက်သာပြီးကျန်းမာကြစ်လက်တဲ့ခန္ဓာကိုယ်ရရှိပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ကျွန်တော်စီတူလင်ပါရေလုံလောက်အောင်တောက်ဖို့မမေ့နဲ့နော်